Hello ကျမဒီနေ့ရှင်တို့ကျမရဲ့အကြောင်းတော်ကြီးကိုခေါ်သွားမှာပဲဖြစ်ပါတယ်။ကျောင်းကိုရောက်ချင်ပါပဲ coffee တရေဖြစ်တဲ့ကျမကတော့ coffee ဆိုင်ကိုပဲအရင်ပြေးပါရဲ့ရှင်။ဒါကတော့ coffee ဆိုင်ကနေမြင်ရတဲ့ကျမတို့ရဲ့ကျောင်းလေးရဲ့ view ပေါ့ရှင်။မြန်မာ Nobel College ကဆိုလို့ရှိရင်အထက်ပန်းဆိုရမှာ Rose Garden Hotel ရဲ့ရှေ့တက်မှာပြီးပါတယ်။ကျောင်းရောက်တာဆောနေတူတူ reception နဲ့တွေ့လို့ရတယ်။ reception မှာပါကျမရဲ့ကျမတင်ငယ်ချင်း2ယောက်ပဲရှိပါသေးတယ်။ဒါကတော့ reception area လေးပါမြန်မာ Nobel College မှာဆိုလို့ရှိရင်ခုပြထားတဲ့ major တွေကို HND ရော Bachelor တွေရောတက်ရောက်လို့ရပါတယ်။ဒါကတော့ရီစာလေးကိုကျိုးဖို့အတွက်ဂီတာတင်းကြီးတွေပါလို့ပေါ့ရှင်။ What? ဟဲ့စားပါရှင်။ဒါတော့ကျမတို့မြန်မာ Nobel College မှာဆိုလို့ရှိရင် student lounge လေးထားရှိပေးထားဖြစ်တဲ့အတွက်ကြောင့်မို့ student lounge ထဲမှာ music instrument တွေလည်းထားထားရဲ့အားကြောင့်မို့ကျွန်မသွားပြီးတော့မှကလီနေရပါ။ကျွန်မတကယ်လေးဂီတာမတီးတတ်ပါဘူးရှင်။ကဲပြောပါရလေပြီးတော့ဆိုတော့ဘဝရှိရေးပဲစူးစမ်းရပါတော့မယ်အခုပြထားတာတော့မြန်မာ Nobel College မှာရှိတဲ့ Electrical and Electronic Engineering လက်ခံလို့ဖြစ်ပါတယ်ဒါကတော့ senior အကိုရင်မရဲ့ပြုလုပ်ထားတဲ့ project လေးပဲဖြစ်ပါတယ်လက်ခံမှာလောက်ဆရာရှိအောင်လုပ်ပြီးတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတာကြည့်လိုက်ပါရှင်Toma, sente o som do tapa, desce bala, toma, sente o som do tapa, desce bala, toma, sente o som. တားလိုက်ပါရှင်ဒါဆိုလို့ရှိရင်တော့ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်တက်တာကြိုက်ကြ